ကိုလက်သက်စင်ကောင်းလျှော်ပြီးအဝတ်စားလဲပြီးရင်ကျမရဲ့စပင်းတွေကိုမှန်ထဲမှာတေချကြည့်လိုက်တယ်။စပင်းတွေလည်းရှည်လာပြီပဲ။ဒီတစ်ခါမှတော့တက္ကသိုလ်ကပြန်လာရင်စပင်းညက်ဆိုင်ကိုဝင်ပြီးအဖျားညက်ခိုင်းရမယ်။ဒါပေမဲ့ဒီနေ့တော့အိမ်ထဲမှာတိတ်ဆိတ်နေလိုက်တာမှထူးဆန်းနေတယ်။အမောက်ပါပါအိမ်မှာမရှိတာများလားမသိဘူး။ပုံမဲ့ဆိုမနဲ့စောကြီးတွေကသူ့ရဲ့ညီးညူတန်ဒါမှမဟုတ်အကိုဖိုးထောင်ကိုစူပူနေတဲ့အတန်ကိုအမြဲကြားနေရတယ်။ဒီနေ့ဒီလောက်တိတ်ဆိတ်နေတာကိုကြည့်ရင်တော့အမောက်ဝါအိမ်မှာမရှိတာသေချာသလောက်ပဲ။ထားလိုက်ပါတော့လေရေးမကြည့်ပါအောင်။စိုက်ကဲအုပ်ထုပ်ဆောင်ပြီးစပင်းရက်ဆိုင်သွားမှဖြစ်မယ်။နောက်ကျနေအောင်မယ်။တီရီဆိုတဲ့ကောင်မလေးကအဲ့ဒီလိုပြောပြီးစပင်းရက်ဆိုင်ကိုထလာခဲ့ပါတယ်။ဒီနေ့စပင်းရက်ဆိုင်ကပိတ်ထားတာပါလား။ဟဲကိုကဒီနေ့မှစိတ်ကူးပေါက်ပြီးစပင်းလေးအဖျားညက်မလို့ပါကိုတကူးတကလာခဲ့ရတာ哦စိုက်ပြက်လိုက်တာနော်ဘာလို့များဒီနေ့မှစိုက်ပိတ်တာလည်းမသိဘူးဟာစိတ်ပြက်စွာနဲ့ရေးရွက်လိုက်ပြီးတေရီလည်းအိမ်ကိုပြန်ဖို့စောင်းပြက်လိုက်ပါတယ်ဟောအကိုဖိုးထောင်ကတော့အိပ်ပျော်နေလိုက်တာဟောက်တန်ကလည်းစွညဲနေတာပဲလေရရပြန်လာပြီးကလေးကအိတ်တာနဲ့စားတာပဲလုပ်တော့တယ်အကိုဖိုးထောင်ဟောဒီလောက်တန်ကြီးခေါ်နေတာတော့မကြားသေးဘူးလားဟေးကိုဖိုးထောင်ထပါအောင်ဟာတက်တောင့်တက်တာအိပ်ပျော်နေတဲ့သူကိုဘာလို့လာလို့နေရတာလဲတီးရီရဲ့ဘာဖြစ်လို့လဲပြောဘာဖြစ်ရမလဲအကိုဖိုးထောင်ကအိတ်ဟောက်နေတာစွန်ညံလုံးလို့ပေါ့ဒီနေ့ကျမလည်းစိတ်တုန်နေတာနဲ့အကိုကဒီလိုအော်ဟောင်းနေတော့ပို့ပြီးတောင်စိတ်တုန်လာတာသိလားဟာငါနဲ့ဘာဆိုင်လို့တော့ဟာဒါနဲ့ဘသူကများကိုရဲ့တီးရီကိုစိတ်တုန်လောက်ရတာလေပြောပါအောင်အကိုကချော့ပေးမယ်လေအကိုဖိုးထောင်ကလောင်ပြောင်းတယ်လို့ရင်ပေါ်ပြီးတော့ပြောလိုက်တယ်အဲ့ဒါကိုတော့ရင်းနေနိုင်သေးတယ်နော်စိတ်တူရတဲ့အကြောင်းရင်းကတော့ဒီနေ့ကျမစပင်းညက်ဆိုင်သွားပြီးတော့စပင်းအဖျားညက်ချင်တာကိုဆိုင်ရပိတ်ထားလို့လေအဲ့ဒါကြောင့်စိတ်ညစ်ပြီးပြန်လာရတာဟမ်ဒီကိစ္စလေးတစ်ခုနဲ့များစိတ်တူနေရသလားတေရီရဲ့တကယ်တော့စပင်းညက်ဆိုင်မှာပတ်စံပေးပြီးတော့ညက်စရာမလိုပါဘူးအကိုဖိုးထောင်ကိုညက်ခိုင်းလိုက်ပေါ့ဒီလိုကိစ္စလေးတော့အကိုလည်းလောက်တတ်ပါတယ်လာတေရီဒီမှာလာထိုင်ဘာလို့ချက်နေတာလဲကွပြောရရင်တော့ကြားတာမဟုတ်ပါဘူးနော်ဟိုးရင်တော့အကိုဟာစပင်းရက်ဆိုင်ဖွင့်ခဲ့ဘူးတဲ့သိလားတီတီရဲ့ဟမ်အကိုဖိုးထောင်ကစပင်းရက်ဆိုင်ဖွင့်ခဲ့ဘူးတဲ့ဟုတ်လားဟိုကျမတော့မယုံပါဘူးနော်မယုံလဲမယုံပါစေတော့ကွယ်ဒါပေမဲ့တီတီအမကိုအကိုဘယ်နေရာမှာတွေ့ခဲ့တယ်ဆိုတာသိလားဘယ်နေရာမှာတွေ့ခဲ့တာလဲကိုဖိုးထောင်ရဲ့ဝဝကကျွန်တော်ရဲ့စပင်းရက်ဆိုင်ကိုပုံမှန်လာပြီးတော့အဖျားညက်လေးရှိရလေအဲ့ဒီမှာတွေ့ခဲ့ကြတာပေါ့မဟုတ်ရင်တီရီရဲ့အမဝဝကိုသွားမိကြည့်ပါလားအကူပြောတာမှန်လားမမှန်လားဆိုတာလေအိုးတကယ်လားအကူဖိုးထောင်အကူကသာဒီလိုအာမခံပြီးပြောလိုက်ရင်တော့ကျမလည်းဒီတစ်ခေါက်တော့ယူတည်လိုက်ပါမယ်လေဒီလိုဆိုရင်အကူဖိုးထောင်ကျမကိုသပင်အဖျားလေးညက်ပေးပါနော်ပါအကူဖိုးထောင်အေးကိုဒီလောက်တောင်းဆိုနေမှတော့ညက်ပေးရမှာပေါ့ဒါဆိုအပေါ်တက်ကိုတက်ကြရအောင်တီရီအကူဖိုးထောင်ကညက်ပေးမယ်လေစိတ်တူနေတာတွေပါပျောက်သွားစေရမယ်။ကောင်းညက်ပေးတော့အကိုဖိုးထောင်အမရင်ဘာမှမဖြစ်စေနဲ့အောင်။အကိုဖိုးထောင်ကိုယုံကြည်ပါတီတီရဲ့။ကဲညီလေးနေနော်အကိုစတော့မယ်။အိုးအကိုဖိုးထောင်ရဲ့ကောင်းပေမဲ့ဒီလိုပုံစံမျိုးနဲ့တော့မညက်ပါနဲ့အကိုဖိုးထောင်ရဲ့ဘယ်လိုလဲတီတီလေးစပင်းညက်တဲ့ကိစ္စမှာအကိုဖိုးထောင်ကိုယုံကြည်လို့ကြပြီလားဟာဒီလိုနဲ့နောက်တနေ့ရောက်တဲ့ခါမှာတော့တငယ်ချင်းဖြစ်သူနဲ့တူဖိုးထောင်စီကိုရောက်လာခဲ့ပါတယ်အကိုဖိုးထောင်ကနေရာဟောင်းကိုပဲပြစ်မှတ်ထားနေတာနော်မနေ့ကလေးကနောင်လုတ်ခဲ့တာဒီနေ့တော့ကလစားပြန်ရှင်းရမယ်အကိုဖိုးထောင်ထပါအောင်ဘသူလေးလာနိုးနေတာလဲကွာတေးရီလေးပါလားဘာကိစ္စရှိလို့ဒီလိုအော်ဟစ်ပြီးနိုးရတာလဲကိစ္စတော့ရှိတာပေါ့အကိုဖိုးထောင်ရေကိစ္စမရှိရင်မတ်တီတွေကဘာလို့လာနိုးမှလဲဒီနေ့တော့တငယ်ချင်းကိုပါခေါ်လာသေးတာပဲတငယ်ချင်းကိုပါအကူနေစပင်းညက်ခိုင်းမလို့လားဒါဆိုရင်တော့အပျော်ဆုံးပဲပေါ့တီတီရဲ့ဟုတ်တယ်ဒီနေ့တမတငယ်ချင်းကိုအကူဖိုးထောင်နေစပင်းညက်ဖို့ခေါ်လာတာဒါမဲ့နောက်ထပ်9ယောက်လိုက်လာဖို့ရှိသေးတယ်ဘာလို့များလူများကြီးခေါ်လာတာလဲ9ယောက်တောင်တဲ့လားဘယ်သူကများအဲ့လောက်လူအများကိုညှက်ပေးနိုင်မှာလဲလာပြန်ပြီကြက်ကက်ကန်နဲ့မနိုင်ဘူးပြေးပြီဟေးပရိသတ်တို့ရေနောက်ရများမှလည်းပြန်ဆုံတွေ့ကြရအောင်နော်
ဒါကြောင့်မလို့လိုက်ကန်စကရက်လေးလုပ်ပြီးတော့စောင့်ကြည့်ကြပါအောင်နော်